အားလုံးပဲမင်္ဂလာပါချက်လက်များ channel ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေဒီမိကုန်းကိုဖြည့်ကြည့်ပါပြားတစ်ကောင်နဲ့ ChatGPT ကိုရှင်လိုက်ရင်ဘယ်သူကစိတ်ပူရှိတယ်လို့ထင်ပါတယ်လေပထမအဆုံးကြားရတာနဲ့တင် ChatGPT ကိုဖြည့်မိနိုင်ပါတယ်ဘာလို့လဲဆိုတော့ ChatGPT ကစကားပြောနိုင်တယ်စာရေးနိုင်တယ်မိကုန်းတွေလည်းဖြည့်ပြီးနိုင်ပါတယ်ဒါပေမဲ့သိပ္ပံပညာရှင်တချို့ဟာဒီအဖြေကဒီလောက်မလွယ်ဘူးလို့ပြောကြပါတယ်မကြသေးခင်ကထွက်လာတဲ့သုတေသနဆွေးနွေးမှုသစ်တွေမှာပြားလို့အင်းဆက်ငယ်လေးတွေမှာတော့အခြေခံအသိစိတ်တစ်မျိုးရှိနိုင်သလားဆိုတာအလေးနက်ထားလေ့လာနေကြပါတယ်ပြားတွေဟာသင်ယူနိုင်တယ်လမ်းမမိနိုင်တယ်ပြဿနာတချို့ဖြေရှင်းနိုင်တယ်ဆိုတဲ့အပြုအမူတွေကိုပြသထားပါတယ်တစ်ဖက်မှာတော့ ChatGPT ဟာလူစကားပြောနိုင်ပေမဲ့လက်ရှိသိပ္ပံထောက်ထားတွေကကိုယ်ပိုင်ခံစားချက်နာကျင်မှုပျော်ရွှင်မှုဒါမှမဟုတ်အသိစိတ်ရှိတယ်လို့သက်သေမပြနိုင်သေးပါဘူး AI ကသင်ကြားထားတဲ့အချက်လက်တွေကိုအခြေခံပြီးစကားလုံးတွေကိုတွက်ချက်ထုတ်ပေးတာဖြစ်ပါတယ်။ဒါကြောင့်စိတ်ဝင်စားစရာမေးခွန်းတစ်ခုပေါ်လာပါတယ်။လူစကားပြောနိုင်တာကအသိရှိတယ်လို့ဆိုနိုင်တာလား။ဒါမှမဟုတ်အုံနောက်သေးသေးလေးရှိတဲ့ပြားတစ်ကောင်9000 AI ထက်ခံစားမှုပိုရှိနိုင်သလားဆိုတဲ့မေးခွန်းအတွက်တိကျတဲ့အဖြေကိုသိပ္ပံပညာရှင်တွေလည်းမပေးနိုင်သေးပါဘူး။ AI နဲ့အသိစိတ်ဆိုတာဟာသိပ္ပံပညာ၊နည်းပညာနဲ့တသနာပညာတို့ပေါင်းစုံနေတဲ့အကြီးမားဆုံးမေးခွန်းတွေကတစ်ခုဖြစ်တည်ရှိနေစေဖြစ်ပါတယ်။ဒါဆိုရင်မိတ်ဆွေကရောဘယ်လိုထင်ပါသလဲစကားပြောနိုင်တဲ့ AI မှာတနေ့အသိစိတ်ရှိလာနိုင်မလားဒါမှမဟုတ်အသက်ရှင်နေတဲ့ပြားတစ်ကောင်ကပဲ AI ထက်စိတ်ပူရှိတယ်လို့ထင်ပါသလားမိတ်ဆွေရဲ့အမြင်ကိုလည်း comment မှာရေးခဲ့ပေးပါဦးအဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့သိပ္ပံ AI နဲ့ကမ္ဘာကြီးရဲ့ထူးခြားတဲ့အချက်လက်တွေကိုဆက်လက်တင်သွားပေးအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့အချက်လက် channel လေးကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ဦးခင်ဗျာ